AD 1453ခုနှစ်မေလ29ရက်မှာဘိုင်ဇန်တိုင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ကွန်စတန်တီနိုပယ်မြို့ကြီးဟာအော်တိုမန်တပ်တွေရဲ့လက်ထဲကျဆုံးခဲ့ရပါတယ်။ဒါမြန်မာနိုင်ငံမှာတောင်ငူခေတ်မတိုင်မီအင်ဝါခေတ်ကာလဟန်တာဝရီပဲခူးမှာရှင်စောပုမင်းမပြုတ်မီတစ်နှစ်အလိုလောက်မှာဖြစ်ပါတယ်။နှစ်တစ်ထောင်လောက်အတွန်းချေခဲ့တဲ့ဘိုင်ဇန်တိုင်းယဉ်ကျေးမှုရဲ့အသေးနှလုံးတစ်ချိန်ကခရစ်ယာန်တွေရဲ့ဘဝချက်ချာကွန်စတန်တီနိုပယ်မြို့ကြီးဟာအဲ့ဒီအချိန်ကဒီယေလာတကိုးထွားလာတဲ့အော်တိုမန်တပ်တွေရဲ့စက်ကွင်းကဘယ်လိုမှမလွတ်နိုင်ခဲ့ပါဘူးကွန်စတန်တီနိုပယ်ကျဆုံးတာဟာကမ္ဘာသမိုင်းရဲ့အလှည့်အပြောင်းတစ်ခုကိုဖြစ်စေခဲ့ပါတယ်နှစ်တစ်ထောင်ကြာအိမ်မော်ကျနေခဲ့တဲ့အလဲခေတ်ကိုဏီကုံချုပ်စေခဲ့ပြီးခေတ်သစ်သမိုင်းကိုစတင်စေခဲ့ပါတယ်ဘီဇီ900စုလောက်ကပင်လယ်နဲ့မြေထဲပင်လယ်ဆက်သွယ်တဲ့ရေလက်ကြားပေါ်ကဥယျုတ်လိုခြုံထွက်နေတဲ့နေရာလေးမှာဂရိကုန်တွေအခြေချပြီးဘိုင်ဇန်တီယန်ဆိုတဲ့မြို့တည်ပါတယ်ဒီနေရာလေးကပင်လယ်နဲ့မြေထဲပင်လယ်စုံတဲ့နေရာဖြစ်ပြီးအရှိအနောက်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပါတယ်AD 330မှာကွန်စတန်တိုင်းသက်ကရိတ်ရောမဧကရိတ်ဖြစ်လာတော့မဟာဗျူဟာချက်ရှာကြတဲ့ဒီနေရာကိုသူ့ရဲ့မင်းနေပြည်တော်လုပ်ဖို့ရွေးချယ်ခဲ့ပါတယ်မြို့ငယ်လေးကိုနေပြည်တော်အဖြစ်တိုးချဲပြုပြင်တည်ဆောက်ပြီးတဲ့အခါမှာတော့နိုဗာရိုမာရောမမြို့သစ်လို့နာမည်ပေးခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာသူတည်ခဲ့တဲ့မြို့ဖြစ်လို့သူ့နာမည်အစွဲပြုပြီးကွန်စတန်တီနိုပယ်လို့ပဲတွင်ပါတယ်အဲ့ဒီအချိန်တုန်းကရောမအင်ပါယာဟာတော့ကိုကြီးမားကျယ်ပြန့်လာပြီဖြစ်လို့တနေရာတွေကအုပ်ချုပ်လို့အဆင်မပြေတော့ပါဘူးအခြေအနောက်နှစ်ပိုင်းခွဲပြီးဘုရင်နှစ်ပါးကအုပ်ချုပ်ကြပါတယ်ရောမကဘုရင်ကအနောက်ပိုင်းကိုအုပ်ချုပ်ပြီးကွန်စတန်တီနိုပယ်ကဘုရင်ကအရှေ့ခြမ်းကိုအုပ်ချုပ်ပါတယ်ကွန်စတန်တိုင်းဘုရင်ကိုခရစ်ယာန်အတော်ကလို့ပြောရမှာပါရောမဧကရိတ်အဆက်ဆက်ကနှိပ်ကွပ်ခဲ့တဲ့ခရစ်ယာန်သာသနာဟာသူ့ကြောင့်တသွေးတမွေဖြစ်လာပါတယ်သူနောက်ပိုင်းတက်လာတဲ့သီယိုဒိုချန်လက်ထက်မှာတော့ခရစ်ယာန်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းခဲ့ပါတယ်AD 486မှာအနောက်ရောမအင်ပါယာပြိုကွဲသွားတဲ့အချိန်ကစပြီးအရှေ့ရောမအင်ပါယာဟာတမိုင်းမှာဘိုင်ဇန်တိုင်းအင်ပါယာလို့တွင်ပါတယ်ဒါပေမဲ့ဘုရင်တွေကသူတို့ကိုသူတို့ရောမအင်ပါယာရဲ့ဧကရိတ်တီလို့ပဲခံယူကြပါတယ်နောက်ပိုင်းမှာအနောက်ရောမအင်ပါယာပြိုကွဲပြီးပေါ်လာတဲ့နိုင်ငံကဘုရင်တွေကလည်းရောမဧကရိတ်နာမည်ခံကျင်ကြတာတွေ့ရပါလိမ့်အောင်မယ်အဲ့ဒီလိုနာမည်ခံလို့ရဖို့သာသနာပိုင်ကိုလည်းပေါင်းရသင်ရပါတယ်ဒီလိုပါပဲကြီးကျယ်ထင်ရှားခဲ့တဲ့ဂုံဒရက်တစ်ခုခုနဲ့ဆက်ဆက်ပြီးကိုလူယိုသေးရှင်ယိုသေးဖြစ်အောင်လှုပ်ရှင်ကြတာတဘာဝပါပဲဂရိယဉ်ကျေးမှုလွှမ်းမိုးတဲ့အရှေ့ရောမအင်ပါယာကိုလက်တင်ယဉ်ကျေးမှုလွှမ်းမိုးတဲ့မူလလက်ဟောင်းရောမနဲ့ခွဲပြီးဘိုင်ဇန်တိုင်းခေတ်ဘိုင်ဇန်တိုင်းယဉ်ကျေးမှုဆိုပြီးခေတ်သစ်သမိုင်းဆရာတွေကအမည်ပေးခဲ့ကြပါတယ်ခရစ်ယာန်သာသနာအနေနဲ့လည်းရောမမှာကျန်ခဲ့တဲ့ခရစ်ယာန်ကိုင်းကလက်တင်ဘာသာကိုသုံးစွဲပြီးကွန်စတန်တီနိုပယ်ကခရစ်ယာန်ကိုင်းကဂရိဘာသာကိုသုံးစွဲပါတယ်အဲဒီကနေမှရောမကပုပ်ရဟန်းမင်းနဲ့ကွန်စတန်တီနိုပယ်ကခရစ်ယာန်သာသနာကြားဆက်ဆံရေးအဆင်မပြေမှုတွေဖြစ်လာပါတယ်ဒါတွေကနိုင်ငံရေးနောက်ခံယဉ်ကျေးမှုနောက်ခံမတူညီမှုတွေပေါ်မူတည်ပါလိမ့်မယ်အဲဒီ1054မှာပုပ်ရဟန်းမင်းနဲ့ကင်းလွတ်တဲ့အရှိအော်တိုဒေါ့ဂိုင်းဆိုပြီးဘိုင်ဇန်တိုင်းအတွက်တစင်ပေါ်လာပါတယ်အဲဒီချောင်းအောင်စုတော်အတွင်းဂျက်စတီနီယန်လက်ထက်မှာဘိုင်ဇန်တိုင်းအင်ပါယာအင်အားကအထွတ်ထိပ်ကိုရောက်လာပါတယ်ဂရိအာချမိုင်းနာအရှေ့ဥရောပနဲ့အာဖရိကမြောက်ပိုင်းနေရာဘိုင်ဇန်တိုင်းအင်ပါယာထဲပါပါတယ်အီတလီကျွန်းဆွယ်နဲ့ရောမမြို့ကိုပါသိမ်းပိုက်နိုင်ခဲ့ပြီးသူ့လက်ထက်မှာငကိုမူလရောမအင်ပါယာနီးပါးပြန်ဖြစ်လာခဲ့ပါတယ်ကွန်စတန်တီနိုပယ်မြို့ကြီးဟာလည်းနေထိုင်သူ7သိန်းကျော်ထိရှိလာပါတယ်ကုသန်းရောင်းဝယ်ရေးချက်ချာကျွယ်ဝချမ်းသာတဲ့ကမ္ဘာမြို့တော်ကြီးဖြစ်နေပါပြီကွန်စတန်တီနိုပယ်စိတ်ကမ်းမှာနိုင်ငံပေါင်းစုံကလာတဲ့ကုန်တင်သင်္ဘောတွေအမြဲမပြတ်ဝင်ထွက်နေကြပြီးနိုင်ငံရခြားကကုန်သည်တွေရဲ့ကုန်လောင်ယုံတွေအများပြားတည်ရှိပါတယ်ကွန်စတန်တီနိုပယ်မြို့ရဲ့ဈေးလမ်းမတွေမှာသူ့တန်းတဲ့သူပိုးတဲ့ကြောင်မြတ်ရတနာအထယ်လိပ်ကော်စောစင်စွဲပကံခွက်ရောက်ဗျာဆေးဝါဟင်းခတ်အမွေးကြိုင်စသဖြင့်ပစ္စည်းမျိုးစုံခင်းကျင်းထားပြီးဒေသဆောင်ကဈေးဝယ်သူတွေနဲ့အမြဲပြပန်းခန့်မြစီကားနေလေရှိပါတယ်ကွန်စတန်တီနိုပယ်မှာပညာရပ်ပေါင်းစုံကိုသင်ကြားပို့ချပေးနေတဲ့တက္ကသိုလ်ကြီးနဲ့ကမ္ဘာတစ်ဝန်းကစာအုပ်ပေါင်း3သိန်းကျော်တုံမိထားတဲ့စာကြည့်တိုက်ကြီးတစ်ခုလည်းရှိပါတယ်အဲ့ဒီမှာချစ်ခစ်ဂရိအတွေးခေါ်ခြင်းတွေရဲ့စာပေလက်ရာတွေစုံလင်ရှိပြီးတကယ်လို့သာဒီစာကြည့်တိုင်းမရှိခဲ့ရင်နှောင်းလူတွေအနေနဲ့ဆိုကရေတီတို့ပလေတိုတို့ဆိုတာဘာမှန်းတော့သိခွင့်ရမှာမဟုတ်ဘူးလို့ဆိုရှိပါတယ်ဂျက်စတီနီယန်ဘုရင်တိဆောက်ခဲ့တဲ့ဟိုင်ဂါဆိုဖီယာဆိုတဲ့ခရစ်ယာန်ဘုရားကျောင်းဟာကမ္ဘာထိပ်တန်းဘီသူကလက်ရာတစ်ခုဖြစ်ပါတယ်အတွင်းပိုင်းကမှန်စီရွှေချအပြောင်းအမွန်လက်ရာတွေကလည်းလက်ပြားခါလောက်ပါတယ်ဒီဆောင်းအုံကြီးကနှစ်ပေါင်း1500ကျော်တက်တန်းတိုင်ခဲ့ပေမဲ့အခုထိတည်တက်နေပါသေးတယ်21ရာစုမှာတော့အန်ချီစရာအဆောက်အဦတစ်ခုဖြစ်ရပ်တည်နေစေပါ
ကွန်စတန်တီနိုပယ်မြို့ဟာရောမအင်ပါယာရဲ့အချက်အချာမြို့ဖြစ်ခဲ့တဲ့အတိုင်းပွဲကြည့်သူ3 သိန်းခွဲလောက်ဝင်ဆန့်တဲ့စစ်ရထားပြိုင်ပွဲတွေကျင်းပရာဟီပိုဒရုန်းလို့ခေါ်တဲ့အေယာမအားကစားပြိုင်ကွင်းတွေမြို့ကိုရေပေးတဲ့အကွီဒတ်လို့ခေါ်တဲ့ရေသွဲတရားတွေရှိခဲ့ပြီးအဲ့ဒီအကျွင်းကြံတွေကိုဒီနေ့အထိတွေ့နိုင်ပါသေးတယ်။ကွန်စတန်တီနိုပယ်မြို့ကိုတတိုင်းထပ်ပတ်ရန်ထားပါတယ်။သီယိုဒိုးချန်ဘရင်ဆောက်လုပ်ခဲ့လို့သီယိုဒိုးချန်တတိုင်းလို့နာမည်ကျော်တဲ့မြို့တတိုင်းတွေခိုင်ခန့်မှုကြောင့်နောက်ဆုံးအော်တိုမန်တက်တွေလက်ထဲမကျခင်အထိမြို့သက်တမ်းနှစ်1000ကျော်အတွင်းမှာရန်သူအကြိမ်ကြိမ်လာတိုက်တာခံရဘူးပေမဲ့တစ်ကြိမ်သာမြို့ကျဘူးပါတယ်1904ခုနှစ်တုန်းကအနောက်ဥရောပကလာတဲ့ခရူစိတ်ဒါဖျားသခင်စစ်တီတော်တွေလက်ထဲကျခဲ့ရတာပါဒီခရူစိတ်ဒါတွေကလာတော့ကတော့ဂျေရုဆလင်ကိုမွတ်စလင်တွေလက်ထဲကသိမ်းမယ်လို့ကြွေးကြော်ပြီးလာခဲ့ကြတာပါနောက်မှငါးမရရေရှိုးပြန်မယ်ဆိုပြီးခရစ်ယာန်ရှင်းဖြစ်ပေမဲ့ဂိုင်းမတူတဲ့ကွန်စတန်တီနိုပယ်မြို့ကိုသိမ်းလိုက်ပါတယ်ခရူစိတ်ဒါတွေကမြို့ကိုသိမ်းပြီးလက်တင်အင်ပါယာဆိုပြီးတော့အနှစ်60လောက်အုပ်ချုပ်သွားခဲ့ပါတယ်အဲ့ဒီနောက်တော့ဘိုင်းဆိုင်တိုင်းသားတွေလက်ထဲပြန်ရောက်လာပါတယ်ဒါပေမဲ့ငကိုအနေထားပြန်မရတော့ပါဘူးဖျားသခင်စစ်တီတော်တွေလက်စားလက်နာကြောင့်မြို့ကဖျို့ဖျဲဖြစ်ပြီးလူဦးရေကအတော်လေးကျဆင်းသွားပါပြီဘိုင်းဆိုင်တိုင်းအင်ပါယာရဲ့အခြေအနေကလည်းဖုတ်လိုက်ဖြစ်နေပါပြီအင်ပါယာလို့သာဆိုရပေမဲ့ပိုင်နက်ကကွန်စတန်တီနိုပယ်တဝိုက်လောက်ပဲရှိပါတော့တယ်အရင်ဘိုင်းဆိုင်တိုင်းအင်ပါယာနယ်မြေတွေအများစုကနောက်မှပေါက်တဲ့ရွှေကြားပင်အော်တိုမန်တက်တွေလက်ထဲကျကုန်ပါပြီကွန်စတန်တီနိုပယ်ကိုလည်းဒင်းတို့ကမျက်စောင်းတခဲခဲလုံနေကြပြီတက်တွေရဲ့မူလဇာတိရှက်ကြွေဒေတာဟာမွန်ဂိုလီးယားနဲ့စိုက်ဘေးရီးယားတောင်ပိုင်းစတက်မြက်ခင်းလွင်ပြင်ဖြစ်ပါတယ်။အဲဒီ17ရာစုလောက်ကစပြီးသူတို့ဟာတောင်ပိုင်းကိုအုပ်စုလိုက်မရက်မနာဆင်းလာကြပါတယ်။ရောက်တဲ့နေရာမှာမင်းခစားတွေဝင်လောက်ကြတယ်။အစွမ်းအစားရှိသူတွေဖြစ်တော့အင်အားရှိနေလာတဲ့အုပ်ချုပ်သူတွေကိုဖယ်ရှားရင်းမင်းခစားကနေသူတို့ကိုယ်တိုင်အရှင်သခင်တွေဖြစ်လာကြတယ်။အဲဒီလိုနဲ့ပါရှားကနေအနာတိုလီးယားအထိတက်တွေရဲ့ပိုင်နက်တွေဖြစ်လာခဲ့တယ်1453ခုနှစ်ဧပြီမှာအော်တိုမန်တက်တို့ရဲ့ခေါင်းဆောင်ဆူလတန်မာမတ်နှစ်ကကွန်စတန်တီနိုပယ်မြို့ကိုတပ်တောင်တာဘူဒူးနဲ့စဝိုင်းပါတယ်။ဒါဟာကွန်စတန်တီနိုပယ်မြို့ကြီးကိုအော်တိုမန်အင်ပါယာရဲ့မြို့တော်လုပ်ဖို့အနှစ်နဲ့အလားအလာကမက်ခဲ့တဲ့သူ့အိမ်မက်ကိုအကောင့်ထဲဖော်တာပါ။ဒီအိမ်မက်ကသူတယောက်တည်းမက်ခဲ့တဲ့အိမ်မက်မဟုတ်ပါဘူး။ဘိုးဘွားဘီပြင်ဆက်မက်ခဲ့တဲ့အိမ်မက်ဖြစ်ပါတယ်။ဒီမျိုးကိုအရင်ကလည်းအော်တိုမန်တက်တွေအနေနဲ့အကြိမ်ကြိမ်တိုက်ခဲ့ပြီးပါပြီအမြဲတက်လန်ပြီးပြန်ပြေးခဲ့ရတာကြီးပဲတခါမှမအောင်မြင်ခဲ့ပါဘူးအခုတစ်ချိန်တော့ကြိုတင်ပြင်ဆင်မှုကောင်းကောင်းလုပ်ခဲ့ပြီးမှလာခဲ့တာပါဆူလတန်မာမက်ဟာသူ့ရဲ့ကြီးတဲ့ရေတပ်တွေနဲ့ကွန်စတန်တီနိုပယ်မြို့ကို၄ဘက်၄တန်းကပိတ်ဆို့ထားပါတယ်ဘိုင်းဆိုင်တိုင်းပြည်ရှင်ကွန်စတန်တိုင်း17အနေနဲ့သူ့မြို့တော်ကိုရန်သူတွေရေလန်းကဝင်မရအောင်ရေလက်ကြားအဝင်ဝါကိုအေယာမတန်ကြိုးကြီးတွေရှာပြီးတားဆီးပိတ်ဆို့ထားခဲ့ပါတယ်။အော်တိုမန်တက်တွေဟာအတားဆီးချထားတဲ့နေရာတွေအရောက်မှာသူတို့သင်္ဘောတွေကိုတစ်လုံးတွေအကူအညီနဲ့ကုန်းပေါ်ဆွဲတင်ယူဆောင်လာခဲ့ပြီးအတားဆီးတွေလွတ်တဲ့နေရာရောက်မှသင်္ဘောတွေကိုရေထဲတစ်ဖန်ပြန်ချခဲ့ပါတယ်။တက်တွေမှာအေယာမအမြောက်ကြီးတွေပါလာကြတယ်။အဲဒီအမြောက်ကြီးတွေကအခုတိုက်ပွဲမှာအဓိကဇက်ကောင်ဖြစ်ခဲ့ပါတယ်။ဒီအမြောက်တွေကိုတီထွင်ခဲ့သူကဟန်ဂေရီလူမျိုးအင်ဂျင်နီယာတဦးဖြစ်တဲ့အော်ဘန်ဖြစ်ပါတယ်။သူတီထွင်ထားတဲ့အမြောက်တွေကိုဘိုင်းဆိုင်တိုင်းပြေးရှင်ကွန်စတန်တိုင်း17စီအရင်ဆုံးမိတ်ဆက်ကမ်းလှမ်းခဲ့တာပါ။ဒါပေမဲ့ဘရင်ကငွေကြေးမတက်နိုင်လို့ညှင်းပယ်လိုက်တဲ့အတွက်အော်ဘန်ဟာဆူလတန်မာမက်စီပြောင်းရွှေ့ကမ်းလှမ်းခဲ့ရပါတယ်။သူကမ်းလှမ်းမှုဟာကွန်စတန်တီနိုပယ်ကိုတိုက်ခိုက်ဖို့ကြံရွယ်နေတဲ့ဆူလတန်မာမက်အတွက်အရှိုးချတကာတွေ့မုတ်စိတ်ပြားဆွဲဖြစ်သွားစေခဲ့ပါတယ်။တက်တွေဟာသူတို့ပါလာတဲ့အမြောက်ကြီးတွေနဲ့မြို့ရိုးတွေကိုတရက်ဆက်မရက်မနာပြစ်ပြီးဖြိုပါတယ်။အမြောက်ဆန်တစ်လုံးကပေါင်600လောက်လေးပါတယ်။တစ်ခါပြည့်ရင်1မိုင်လောက်အသာလေးပြေးပါတယ်။ကြီးတစ်ခါထိုးဖို့3နာရီလောက်ချိန်ယူရပါတယ်။အချိန်ပေါင်းများစွာပြစ်တဲ့အခါမြို့ရိုးလဲကျိုးပေါက်သွားပါတယ်။အလုံးရင်းနဲ့ဝင်လာတဲ့တက်တွေကိုဘယ်လိုမှခုခံနိုင်စွမ်းမရှိတော့ပါဘူး။ဘရင်ကွန်စတန်တိုင်း17ကိုယ်တိုင်လည်းရန်သူကိုခုခံရင်းနဲ့စစ်မြေပြင်မှာကျဆုံးသွားပါတယ်။1953ခုနှစ်မေလ29ရက်မှာ9ပတ်ကြာဝိုင်းရံခံထားရမှုအဆုံးသတ်ပြီးကွန်စတန်တီနိုပယ်မြို့ကြီးအော်တိုမန်တက်တွေလက်ထဲကျသွားပါတယ်။ဒါဟာဘိုင်းဆိုင်တိုင်းအင်ပါယာရဲ့ဏီကုံဖြစ်တယ်လို့ဥရောပတိုက်အလယ်ခေတ်ရဲ့အဆုံးသတ်လည်းဖြစ်ခဲ့ပါတယ်။ကွန်စတန်တီနိုပယ်ကျဆုံးခြင်းဟာကမ္ဘာသမိုင်းရဲ့ဇက်ကွက်တစ်ခုအကူအပြောင်းကိုဖြစ်စေခဲ့ပါတယ်။ဥရောပတိုက်သားတွေကိုမိန်မောနေရာမှာလှုံ့နှိုးပေးလိုက်တယ်လို့ဖြစ်သွားစေပါတယ်။
အသစ်ပေါ်ထွန်းလာတဲ့ Ottoman Empire ကြီးကရခိုင်အစဉ်အဆက်ကုန်သွယ်နေကြပိုးလမ်းမကြီးပေါ်ကားရခွထားတဲ့အတွက်ဥရောပသားတွေဖို့အာရှနဲ့အရင်လိုလွတ်လွတ်လပ်လပ်ကုန်သွယ်ဖို့အခွင့်မသာတော့ပါဘူး။ Ottoman Empire ရဲ့ကြီးလေးတဲ့အခွန်တုတ်တွေကြောင့်ဥရောပကိုရောက်လာတဲ့အာရှကပစ္စည်းတွေကအစမတန်ဈေးကြီးလာပါတယ်။အဲ့ဒီအတွက်ဥရောပတိုက်သားတွေဖို့ Ottoman Empire ကိုခြောင်ကွင်းပြီးအာရှနဲ့ကုန်သွယ်နိုင်ဖို့အတွက်ပင်လယ်ရေလမ်းကသွားနိုင်ဖို့ကြိုးစားရပါတော့တယ်။ပေါ်တူဂီလူမျိုးဘတ်စကိုတကားမကအာဖရိကတိုက်ကိုပတ်ပြီးအာရှကိုသွားနိုင်မဲ့ရေလမ်းကြောင်းအသစ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ခရစ္စတိုဖာကိုလမ်ဘတ်ကအနောက်စူးစူးကိုရွက်လွှင့်ရင်းနဲ့အမေရိကတိုက်ကိုတွေ့ရှိခဲ့ပြီးဖာဒီနန်မဂျယ်လန်ကအမေရိကတိုက်ကိုပါကွေ့ပတ်ပြီးအနောက်ဘက်ကိုဆက်လက်ရွက်လွှင့်ခဲ့ရမှာကဘာကိုတပတ်ပတ်မိပြီးကဘာလုံးချောင်းကိုပါတက်တည်ပြနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့သမုဒ္ဒရာရေလမ်းကကဘာအဓိကကုန်စည်ဖလှယ်ရေးလမ်းကြောင်းဖြစ်လာပါတယ်။ပင်လယ်စိတ်ကမ်းမြို့ကြီးတွေရှိတဲ့နိုင်ငံတွေဟာရှမ်းသာကြွယ်ဝပြီးတကိုးဩဇာတက်လာကြပါတယ်။တစ်ချိန်ကလက်ဆောင်ထက်ခဲ့တဲ့ကုန်းတွင်းမိတ်နိုင်ငံတွေဟာဩဇာညံ့သက်သွားကြပါတယ်။အရင်ကကြီးတဲ့အင်အားကောင်းတဲ့နိုင်ငံတွေကကမ္ဘာကိုအုပ်စိုးခဲ့ပေမဲ့အခုခါမှာတော့ရေတပ်အင်အားကောင်းတဲ့နိုင်ငံတွေကကမ္ဘာကိုစိုးမိုးလာကြပါတယ်။ကွန်စတန်တီနိုပဲကျဆုံးတဲ့အချိန်မှာဘိုင်းဆိုင်တိုင်းကပညာရှင်တွေဟာအဖိုးမဖြတ်နိုင်တဲ့ဂရိရောမရှေးဟောင်းအမွေနဲ့စာပေလက်ရာတွေကိုသူတို့နဲ့အတူယူဆောင်ပြီးအသက်ပေးလုပ်ဖို့အတွက်ဥရောပအနှံ့အပြားကိုထွက်ပြေးတိမ်းချောင်သွားကြပါတယ်။သူတို့တွေကအများစုဟာအီတလီကိုရောက်ရှိသွားကြပါတယ်။အဲ့ဒီအတွက်ဂျော်ဒန်နိုဘရူနိုဂယ်လီလီယိုလီယိုနာဒိုဒါဗင်ရှိမိုက်ကယ်အင်ဂျယ်လိုတို့လိုညံသစ်အရေးတော်ပုံဥဆောင်သူတွေဟာအီတလီမှာပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။နာမည်သစ်ရှာဖွေသူခရစ္စတိုဖာကိုလမ်ဘတ်ဟာလည်းအီတလီလူမျိုးဂျီနိုဝါမျိုးသားဖြစ်ပါတယ်။မိုင်းဆိုင်တိုင်းကပညာရှင်တွေဟာသူတို့နဲ့ယဉ်ကျေးမှုပိုနီးစပ်တူညီတဲ့ဂရိကိုကြော်ပြီးဘာဖြစ်လို့အီတလီထိပြေးကြတာလဲလို့မေးစရာရှိပါတယ်။အဲ့ဒါကတော့ဂရိဟာသူတို့အတွက်လုံခြုံမှုအာမခံချက်မပေးနိုင်လို့ဖြစ်ပါတယ်။ကွန်စတန်တီနိုပဲကျဆုံးတဲ့အချိန်မှာဂရိနဲ့ဘောလကန်ဒေသတွေဟာလည်းအော်တိုမန်တွေလက်တွင်းတစသက်ဆင်းနေကြပါပြီ။အဲ့ဒီအတွက်နိုင်ငံရေးရလည်းအေးစေးတည်ငြိမ်လွတ်လပ်မှုလည်းပိုရှိပြီးရှမ်းသာကြွယ်ဝတဲ့အီတလီမျိုးပြနိုင်ငံတွေကဘိုင်းဆိုင်တိုင်းကပညာရှင်တွေလာရောက်ခိုလုံဖို့ရေကန်အသင်းကြာအသင်းဆိုသလိုမျိုးဖြစ်နေပါတယ်။ဘိုင်းဆိုင်တိုင်းကပညာရှင်တွေရောက်ရှိလာခြင်းနဲ့အတူဥရောပမှာဂရိရောမအတွေးခေါ်အနုပညာစာပေတွေပြန်လည်ထွန်းကားလာပါတယ်။အဲ့ဒီအချိန်ကစပြီးအလယ်ခေတ်တစ်ချောင်းလုံးအစစ်ဆေးမေးမြန်းမရှိမျက်စိမိတ်ယုံကြည်လက်ခံခဲ့ကြတာတွေပေါ်ဝေဖန်သုံးသပ်လာကြပါတယ်။အရင်တုန်းကဥရောပကတက္ကသိုလ်တွေဟာဘာသာရေးစောင်းပေးပြီးကျမ်းစာတွေပါတာတွေကိုကျက်တူရေးနှုတ်တိုက်ရအောင်သင်ကြားပေးတဲ့နေရာဌာနတွေသာဖြစ်ခဲ့ပါတယ်။အခုခါမှာတော့သင်ကြားမှုတွေဟာကြောင်းကျိုးဆက်ဆက်မှုအစမ်းသက်အစစ်ဆေးခံနိုင်မှုနဲ့လက်တွေ့ကျမှုစီကူးပြောင်းရွေ့လျားလာခဲ့ပါတယ်။ဒီလိုပညာပေါ်ခံယူချက်နဲ့အတွေးခေါ်ပိုင်းပြောင်းလဲလာတာဟာဘိုင်းဆိုင်တိုင်းကပညာရှင်တွေဥရောပအနှံ့ရောက်ရှိသွားပြီးဥရောပသားတွေရဲ့ဉာဏ်လင်းမျက်စိဖွင့်ပေးခဲ့လို့ဖြစ်ပါတယ်။အ ਨੇ ဆုံးတော့အိမ်မောကြနေရကနိုးထားဖို့အားယူနေတဲ့ဥရောပတိုက်ကိုလှုံ့နှိုးပေးနိုင်ခဲ့တယ်လို့တော့ပြောနိုင်ပါတယ်။အဲ့ဒီအချိန်ကစလို့ဥရောပတိုက်သားတွေဟာနှစ်1000လောက်ပိတ်မိနေတဲ့ဘာသာရေးဥကွန်ဘာသာရေးဆရာတွေရဲ့ဂျင်းပေါင်းစုံတွေကရုံထွက်လာခဲ့ကြပါတယ်။စဉ်းစားတွေးတောပုံကလူကိုပို့ပြီးဗဟုပြုလာပြီးလူသားရဲ့ကံကြမ္မာကိုနတ်ဒေဝတာတွေသည်ဝါကွက်အပ်ထားရကပြန်ရွေးနှုတ်ယူလာခဲ့ပါတယ်။ကမ္ဘာလောကကိုလက်တွေ့ကြစူးစမ်းရှာဖွေလာကြပါတယ်။ကွန်စတန်တီနိုပဲကြာဆုံးတဲ့အချိန်ကစပြီးကမ္ဘာဟာသမိုင်းမှာတစ်ခါမှမကြုံဘူးသေးတဲ့ပညာခေတ်သစ်တစ်ခုတည်းရှင်းလင်းဝင်ရောက်လာခဲ့ပါတယ်။